ပပွဲစုနေတဲ့စီယိုတွေစံကိုထဲလိုက်မယ်ဆိုရင်တော့အိုးချတာနဲ့လူကြီးရောကလေးပါကြိုက်ကြတဲ့မိုးတစ်မျိုးဖြစ်သွားနိုင်ပါတယ်။တကိုက်ကိုက်လိုက်တာနဲ့ငယ်ဘွားကိုပြန်တတိယသွားမှာဖြစ်ပါတယ်။အရင်ဆုံးစီ90ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့စံတွေကိုထည့်ပြီးတော့စံတွေဘောလောပေါ်လာတဲ့အထိကြော်ပေးလိုက်ပါမယ်။အဲဒီနောက်သူ့ကိုဆဲထုတ်ပြီးတော့စီစစ်ပေးထားလိုက်ပါမယ်။နောက်တအိုးမှာတကြားတစ်ပကံနဲ့ရေးထည့်ပြီးတော့မိပြပြင်းနဲ့တကြားတွေပျော်ဝင်သွားအောင်လို့ကြိုးပေးလိုက်ပါမယ်။အမြုပ်အသေးလေးတွေဖြစ်လာပြီဆိုရင်တော့မီအေးအေးပြောင်းပြီးတော့ဒီလိုမျိုးနီလာအောင်ကြိုးပြီးတဲ့နောက်ကြော်ထားတဲ့ဆန်မြေပဲစပြည့်တီးကြောင်တရုတ်စီတီနီနှမ်းအဖြူနှမ်းမဲထည့်ပြီးတော့အမြန်လေးတမောင်းမှွေပေးလိုက်ပါမယ်ဆန်စီတိုင်းမှာတကြားကြီးတွေကတ်သွားအောင်လို့လုပ်ပြီးပြီဆိုရင်တော့ပုံစံခွက်ထဲထည့်ပြီးတော့ရောင်းမနဲ့ပြားနေအောင်ဖိပေးလိုက်ပါမယ်အေးခံပြီးရဲ့နောက်အတုံးလေးတွေတုံးပေးလိုက်မယ်ဆိုရင်တော့လူကြီးရောကလေးပါအရန်ကြိုက်ကြတဲ့အစာပြေမုတ်လေးကိုရပါပြီချူချူမွမွေကျွတ်ကျွတ်လေးမို့အဆက်မပြတ်စားခြင်းနေမှာပါအရန်စားကောင်းတဲ့အာလူးချုံကြော်စားမယ်အာလူးငါးလုံးကိုလီနူအီအောင်ပေါင်းခြေပေးထားပါပြောင်းကုန်မုတ်100 g စားငရုတ်ခေါင်းမုံတေးချာနေအိတ်ထဲထည့်ပြီးလိမ့်ပေးပါအချောင်းလေးတွေလီပေးပါစီပူပူထဲမှာကျွတ်အောင်ကြော်ပေးပါစားလို့ရပါပြီ